ရောက်ရင်အေယာဝတီမြစ်ကမ်းနားမှာခန်းကြားထဲဝါစွာတည်ရှိနေတဲ့လောကနန္ဒာစေတီတော်ကြီးကိုအားလုံးပဲမြင်မှုကြမှာပါလောကတစ်ခုလုံးရဲ့အနှစ်သာရလို့အတိတ်ပဲရတဲ့ဒီစေတီတော်ကြီးကဘလို့သမိုင်းကြောင်းတွေနဲ့တည်ရှိလာတာလဲဆိုတာဒီနေ့ပြောပြပေးသွားပါမယ်လောကနန္ဒာစေတီတော်ကိုတော့ပကံအင်ပါယာကိုစတင်ထူထောင်ခဲ့တဲ့အနော်ယထာမင်းကြီးကတက္ကရာ1059ခုနှစ်မှာတည်ထားကိုးကွယ်ခဲ့တာပါထူးခြားတာကတော့ဒီစေတီတော်ထဲမှာတိရိလင်္ကာနိုင်ငံကနေပြစ်ဆောင်လာတဲ့မြတ်စွာဘုရားရှင်ရဲ့ဆွေတော်ဘွားတစုကိုဌာပနာထားတာပဲဖြစ်ပါတယ်အနော်ယထာမင်းကြီးဟာသာသနာတော်ထွန်းလင်းတောက်ပုတ်ဖို့အတွက်ရည်ရွယ်ပြီးပကံရဲ့တောင်ဘက်အကျဆုံးနယ်နိမိတ်မှာအခုလိုခံရတဲ့ခေါင်းလောင်းပုံတန်စေတီတော်ကြီးကိုတည်ထားခဲ့တာပါဒါအပြင်လောကနန္ဒာဘုရားဟာရှေးခေတ်ကတင်မောစိတ်ကံတစ်ခုလည်းဖြစ်ခဲ့တဲ့အတွက်ပင်လယ်ခီးသွားလာသူတွေအဝေးကနေကြီးညိုနိုင်အောင်ရည်ရွယ်တည်ဆောက်ထားတယ်လို့လည်းဆိုကြပါတယ်။နှစ်စဉ်ဝါဆိုလပြည့်ကျော်ကာလဇူလိုင်လနောက်ပိုင်းနဲ့ဩဂုတ်လအစဆိုရင်လောကနန္ဒာဘုရားပွဲတော်ကိုစီကတိုက်မြိုက်စွာကျင်းပလေးရှိပါတယ်။အေယာဝတီမြစ်ထဲမှာတေပြိုင်ပွဲတွေငှက်လွတ်ပွဲတွေနဲ့ပကံမျိုးရဲ့ရိုးရာယဉ်ကျေးမှုတွေကိုဒီနေရာမှာမြင်တွေ့နိုင်ပါတယ်။တရောပကံကိုရောက်ရင်လောကနန္ဒာဘုရားမှာနေဝင်ချိန်အလှကိုခံစားရင်ဘုရားဖူးဖူးပါသလား။ကုမတ်မှာပြောပြသွားပါဦးနော်။